ကျွန်တော်စွမ်းသားလေးကိုတထေးမှန်တယ်ကျွန်တော်ဆင်းရဲပါကျွန်တော်စွမ်းသားနေရတော့ကားတွေ10စီးလောက်ရှိတယ်အပြစ်စီရဆိုလို့ရှိရင်လည်း3,000ဘိုးလောက်ရေမြုပ်လဲကူမှထားရတယ်အခုကျွန်တော်တစ်ကပြန်စားရလို့ဖြစ်ဒီ state ခွန်ရဲ့အောက်ကဓာတ်တွေချောင်း185ချောင်းအဲ့ဒါကြီးလည်းအလူမီနီယံချောင်းနဲ့အဲ့ဒါကြီးလည်းခိုးခံဘာလို့မလုပ်လဲဆိုတော့လူရောတက်ရင်သေးတယ်ဆိုတဲ့အတိုင်းပဲကိုလူတွေကဖြစ်နေလို့မလုပ်ချင်လို့မလုပ်တော့နှစ်မျိုးတော့ပေါ့ကိုရှာထားရအောင်ပြီးတော့ကျွန်တော်တန်မိုးထားမရပါတယ်အမှန်လည်းရတယ်နောင်တလည်းရတယ်ပတ်စံနေရောအကုန်လုံးခိုးခံရတယ်ဇက်ပစ္စည်းဆိုလို့ရှိရင်လည်း3,000ဘိုးလောက်ရေမြုပ်လဲကူမှထားရတယ်အခုကျွန်တော်တစ်ကပြန်စားရလို့ဖြစ်ပေါ်မှာလဲကူမှထားတော့မိုးတားရွာတော့ဒီကိုတောင်ထဲကိုရေဝင်ပြီးတော့စက်ပစ္စည်းတွေမီးပစ္စည်းတွေအကုန်ရေမြုပ်3,000ဘိုးလောက်ရှိနောက်အခိုးခံရတာတွေရောပေါ့ဒီ state ခွန်ရဲ့အောက်ကဓာတ်တွေချောင်း185ချောင်းအဲ့ဒါကြီးလည်းအလူမီနီယံချောင်းနဲ့အဲ့ဒါကြီးလည်းခိုးခံရနှစ်မျိုးတော့ပေါ့ကိုရှာထားရအောင်ပြီးတော့ကျွန်တော်တန်မိုးထားတဲ့ပစ္စည်းတွေလေဘာလို့မလုပ်လဲဆိုတော့လူရောတက်ရင်သေးတယ်ဆိုတဲ့အတိုင်းပဲကိုလူတွေကဖြစ်နေလို့မလုပ်ချင်လို့မလုပ်တော့သိတယ်ရှိတယ်ရှိတယ်ခွင့်လုပ်ပေးလိုက်တာဟုတ်တော်တော်ခွင့်လုပ်လိုက်တာတော့အဲ့ဒါစိတ်ရှင်ခဲ့ရတယ်ဒီလိုပါပဲသူတို့လည်းပြန်ရောမပေးနိုင်ဘူးလေကိုခွင့်မလို့လည်းသူတို့ထောင်ထဲနေဖို့ပဲရှိတယ်ထောင်ထဲမှာလည်းပေးမထားချင်တာလည်းဒီလိုပဲခဏပဲဒီလိုပါပဲကျွန်တော်ဆိုအခုဆိုလို့ရှိရင်လူတွေကကျွန်တော်ဒါချမ်းသာတယ်မှတ်ကြတာကျွန်တော်စွမ်းသားလေးကိုတထေးမှန်တယ်ကျွန်တော်ဆင်းရဲပါတယ်ကျွန်တော်စွမ်းသားနေရတော့ကားတွေ10စီးလောက်ရှိတယ်ဒုက္ခကတော့ဘယ်တော့မှမရောက်ပါဘူးဟာကျွန်တော်ဒုက္ခရောက်မှဆိုတဲ့ချိန်တိုင်းကျွန်တော်ကူညီမဲ့လို့ပေါ်လာကိုပဲနောက်ပိုင်းမှာအလုပ်ဘာမှမလုပ်ရတာဘာလို့မှမလုပ်ရတာကျွန်တော်ဘားတွေမှာပဲတချင်းလေးပါလေးတစ်ခါလေးသိုးရတာပဲရှိအဲ့တော့ဝင်ရမရှိဘူးလေပြီးတော့ဗီဒီယိုတွေရုပ်ရှင်တွေဇလန်တွဲလည်းကျွန်တော်မရိုက်ချင်တော့အဆင်မပြေနေဘူးကျွန်တော်ကတော့ရန်သုံးတာပေါ့အခုလည်းသုံးတာပါကျွန်တော်ပတ်စံကိုမကင်တတ်တာကျွန်တော်ကပတ်စံဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်မသိဘူးကျွန်တော်သူများပဲအပ်ထားတာဟုတ်အဲ့လိုယုံကြည်ရတဲ့လူတွေကပဲပါသွားတာကျွန်တော်မကင်ကိုမကင်တာတခါမှပတ်စံကိုထုတ်မရဘူးတာဘယ်လောက်ရလဲမသိဘူးကိုချစ်ကလာခရစွမ်းနေလားခရခရနဲ့ကျွန်တော်လည်းအသက်ဘလောက်ပါတနည်းပါကွာဒီမှာကြည့်ရလေကိုစားကြည့်ပါလေခုနောက်ပိုင်းကတော့ကောင်းကြပါလေအားလုံးကျွန်တော် view စိုက်ကြရတယ်ကျွန်တော်ဒုက္ခရောက်တဲ့အချိန်မှာလည်းကျွန်တော်ကူညီရဲလူတွေလည်းအများကြီးပေါ့ယုံမနာယုံမနာ